အားလုံးပဲမင်္ဂလာပါခင်ဗျာ YG Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ယနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ရွှေသွေးကြောင့်နဲ့မှစီကံမလိုက်နာတဲ့ပူပူသက်လန်းရင်မင်းထွေးစာပေပြီးမှန်တရုတ်ဖို့ဆိုပြီးတခါကစိမ်းမမြောက်လို့ခေါ်တဲ့တောအုပ်ထဲမှာဒလိဆန်မျိုးစုံနေထိုင်ကြတယ်သူတို့ဟာအချင်းချင်းမိတ်ဖွဲ့နေထိုင်ကြပြီးတူဦးတူဦးကူညီရိုင်းပင်းကောင်နေထိုင်ကြတယ်ဒါ့အပြင်ပျော်ပွဲရှင်ပွဲအနေနဲ့မိတ်ဆုံစာပွဲကိုတစ်နှစ်တစ်ခါပြုလုပ်ကြတယ်။ဒီနှစ်အတွက်မိတ်ဆုံစာပွဲကိုတော့တိုးအိုကြီးရဲ့အနီးမှာကျင်းပဖို့သတ်မှတ်ထားတယ်။ကြားလေးပူပူတို့မိသားစုကစင်မြင့်နဲ့အနီးဆုံးစပွဲဝိုင်းမှာရှိပြီးမြောက်ကလေးညညိုတို့မိသားစုကတော့စင်မြင့်ရှိကတစ်ပင်ပေါ်မှာနေရယူကမိချောင်းလေးပြပြတို့မိသားစုကအရေကန်ထဲမှာပေါ့စပွဲကိုတော့စင်ကလေးမမိုရဲ့အချက်ပေးတဲ့သူစတင်မှာဖြစ်ပါတယ်။ဘဝဝန်ကြီးဦးလေးမိုးကတစ်တီစုံယူဆောင်လာပြီးကျတစ်ကြီးဦးကဲတို့ကအသားတချို့ကိုယူဆောင်လာတယ်။ကြားလေးပူပူဟာအစားအသောက်တွေကိုကြည့်ပြီးအဲ့အလွန်ဆောင်းလုံးနေပါတယ်ညညရေးပွဲစားဖို့ကလူသိတယ်ကွာလူကြီးတွေမသိအောင်ငါတို့အရင်ယူစားရအောင်ပူပူမင်းဒီလိုလုံးမဖြစ်ဘူးဒါစီကံဖောက်တာပဲပူပူဟာစီးမြင့်စည်းကမ်းတွေကိုမလိုက်နာသလိုလူကြီးတွေရဲ့စကားကိုလည်းနားမထောင်ချင်သူဖြစ်တယ်။ပူပူဟာစိတ်ဆိုးပြီးထွက်လာခဲ့တယ်။အဲ့ဒီအချိန်မှာမြေခွေးတစ်ကောင်ကထွက်လာပြီးမင်းမိုက်ဆောင်နေတာလားငါတို့စီကစပွဲကိုလက်ခဲ့ပါလားဟိုမှာကစားကျင်တဲ့စားစရာတွေအကုန်စိတ်ကြိုက်ယူစားလို့ရတယ်ပူပူဟာမြေခွေးစကားကိုယူစားမိပြီးသူ့နောက်ကလိုက်သွားမိတော့တယ်မြေခွေးနောက်လက်ရင်စိတ်မမြတ်သုံးအုပ်နဲ့တဖြည်းဖြည်းဝေးကွာလာလို့ကြောက်စိတ်တွေဝင်လာတယ်ကျွန်တော်မလိုက်တော့ဘူးဟာဘယ်ရမလဲကောင်းလေးရမင်းသားကိုစားဖို့ငါရဲ့မိသားစုကစောင့်နေကြတာမင်းလက်ကိုလိုက်ရမယ်ကြားလေးပူပူဟာအလွန်ကြောက်လန့်သွားပြီးအော်ဟစ်ငိုကြွေးပါတော့တယ်အဲ့ဒီအချိန်မှာပဲပူပူရဲ့အဖေကဝေါဖနဲ့အော်တန်ကြီးနဲ့သူမြေခွေးကိုမောင်းထုတ်လိုက်ပြီးပူပူကိုကယ်လိုက်ပါတယ်ပူပူနဲ့မြေခွေးတို့ထွက်တော်လာကိုညညူကလှမ်းမြင်လိုက်လို့ပူပူအဖေကိုခေါ်ပြီးလိုက်လာကြတာပါအဲ့ဒီနောက်ပိုင်းကစလို့ပူပူလေးဟာစီကန်းလိုက်နာပြီးလူကြီးမိဘသူရဲ့စကားကိုနားထောင်တဲ့ကြားလေးမလေးတကောင်ဖြစ်သွားပါတော့တယ်